တနေ့ငါမိမလေးလက်စွမ်းပြပုံနဲ့တော့ဝိတ်ကလည်းတက်ပြီးရင်တက်အခုဆိုရင်ကိုဖက်တီးလို့တောင်နာမည်ပြောင်းရတော့မလို့ဖြစ်နေပြီတဲ့ရှင်။ဒီနေ့တော့လူနဲ့စားမယ်ဆိုရင်တော်တော်လေးကိုစားလို့ကောင်းတယ်ဝတ်သားခရမ်းသီးချက်လေးကိုအခုလိုလေးချက်စားဖြစ်ပါတယ်။ဝတ်သားလေးတွေကိုရေးတခြားဆေးပြီးပြီဆိုရင်တော့ချက်မဲ့အိုးတွေကိုထည့်မယ်။ဂျင်းချက်သွန်ဖြူနီထောင်းထတာထည့်မယ်။အရသာအတွက်ငန်းပြားရေးစားအချိုမုံအယောင်တင်မုံစနွမ်းမုံနဲ့ငရုတ်ချမ်းမုံလေးပါထည့်လိုက်မယ်။ပြီးရင်တော့စုံစည်းလေးပါထည့်ပြီးတော့မှအရသာလေးတမတော့အောင်တခြားလေးနှက်ထားပေးလိုက်ပါမယ်။စီလေးလိုတလောက်ထည့်ပြီးပြီဆိုရင်တော့ဝတ်သားလေးတက်ထားပေးလိုက်ပါမယ်။ကျမတို့နယ်ဘက်မှာဆိုရင်လေကောက်ဆိုင်တဲ့အချိန်ပေါ့နော်အဲ့လိုမျိုးစပားဆိုင်တဲ့ရာသီရောက်ပြီဆိုရင်ကောက်ဆိုင်ရထမင်းဝိုင်းမှာအခုလိုမျိုးဝတ်သားနဲ့ပေါ့နော်ခရမ်းသီးကိုရောပြီးတော့မှချက်ကျွေးလေးရှိပါတယ်ဒီဟင်းလေးကိုလေကျမတို့ငရုတ်သီးငပိကြော်တို့ငရုတ်သီးစားထောင်းတို့နောက်ထပ်ချင်းဟင်းတစ်မျိုးမျိုးတို့နဲ့တွဲစားမယ်ဆိုရင်တော်တော်လေးကိုထမင်းစားမိန်စေပါတယ်ကြက်ထက်ချက်မှခရမ်းသီးလေးတွေကိုလည်းအခုလိုခက်ကြီးကြီးလေးတွေစိတ်ပြီးတော့မှရေးစိမ့်ထားလိုက်ပါမယ်ကြရေတရေထည့်တဲ့ပြီးမှဝတ်သားလေးတွေလည်းနူးဣစားပြုလာပြီဆိုရင်တော့အသင့်ရေးစိတ်ထားတဲ့ကျမတို့ခရမ်းသီးလေးတွေထည့်လိုက်ပါမယ်ပြီးရင်တော့အရသာအတွက်စားနဲ့ကြက်သားမုံလေးလိုက်လိုက်ပါတယ်နှက်ဆက်အောင်မွေးပြီးသွားပြီဆိုရင်တော့ဝတ်သားလေးတွေရောခရမ်းသီးလေးတွေရောနူးဣသွားအောင်ရင်နွေးလေးလိုတလောက်ထည့်ပြီးတော့မှအဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်ပါမယ်ဝတ်သားကိုအခုလိုမျိုးခရမ်းသီးလေးတွေနဲ့ရောချက်စားတာကဝတ်သားရဲ့အေးအေးတက်တာပြီးတော့မှလူးနယ်စားရတာလည်းတော်တော်လေးကိုစားလို့ကောင်းစေပါတယ်။ကဲဝတ်သားလေးတွေရောခရမ်းသီးလေးတွေရောနုပြီးတော့မှအရသာလေးလည်းဆင်ပြေပြီဆိုရင်တော့ကျမတို့ရဲ့ဝတ်သားခရမ်းသီးချက်လေးကစားလို့ရပါပြီရှင်။ဆုံးတိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်။